အရက်ကိုဘယ်လိုခေါ်လဲ Yeah. တင်း Tinggi. တင်းကြီးเนาะအရက်တို့เนาะအမြင့်တို့เนาะ height တို့ပါလို့ဆိုရင်အမြင့်တို့ပေါ့ကွာအရက်တို့အဲ့မှာမြင့်နေဆိုရင်လေတင်းကြီးပဲဟုတ်လား oran တင်းကြီးဆိုရင်လေအရက်မြင့်တဲ့လူကိုပြောတာအဲ့မှာပေ P. ပေလို့လည်းခေါ်တယ်ခြေထောက်လို့လည်းခေါ်တယ်ကာကီစာတုကာကီ Dua kaki. ဒူဝါကာကီဒီကာကာကီဆိုရင်ပေ Tengkung. เนาะအဲ့ဒါတော့ကာကီစာရဆိုရင် Ngacrak. ငါခြေထောက်ကာလီ Kali. Kali. ကာလီက Seceng. အကျိစာတုကာလီဒူဝါကာလီဒီကာကာလီနောက်တစ်ချိန် Nak seceng. Lain kali. လိုင်းကာလီနောက်တစ်ချိန်နောက်တစ်ခါကိုပြောပြเนาะလိုင်းကာလီနောက်တာလီ Jo. တာလီကကျိုးကာကီက Cerak. ကာလီ Kali. ကာလီအကျိမှတ်ထားအောင်ကာလီကဗါတဲ့ Seceng. အကျိနော်โอเคဒါလေးတွေကရောထွေးနေပါတယ်တေချာမှတ်တာပါ